မင်္ဂလာပါတကယ်ချင်းတို့ရေဒီမှာကြတော့တွေ့လားဒါတဘာဝစစ်စစ်နော်ဒီအရေကဘယ်ဟာတွေနဲ့ပြုတ်လုထားတာလဲဆိုတာကိုပြောပြပေးမယ်ပေါ့နော်တောက်ကြည့်ကြည့်ပေါ့နော်ကျမ်းမာရေးနဲ့လည်းညှိညွတ်တယ်လို့မျိုးတောက်လို့လည်းအရန်ကောင်းပါလေလို့နော်ဒါလေးကိုလာပြီးတော့ပြောပြပေးတာပေါ့နော်ဒီဟာဆိုလို့ရှိရင်2မျိုးဆက်ပေါ့နော်ဒီထဲမှာပါတကြားမှလည်းမပါတယ်လို့ပါစားမှလည်းမထည့်ထားဘူးသူ့ရဲ့အတီးရဲ့တဘာဝစစ်စစ်ပဲပေါ့နော်အဲ့ဒါကိုကြိုက်လို့ဆက်နဲ့ကြိတ်ပြီးတော့တောက်တာပေါ့နော်မှန်နော်ပြပေးမယ်နော်အဲ့ဒီ2မျိုးကပါလဲဆိုရင်တော့တရှင်းဒီဟာတိုက်တာတွေ့လားနဲတာယူမဟုတ်ဘူးနော်ဒီအတီးတစ်လုံးပါတယ်ပေါ့နော်ဥပေါ့နော်ဒီဥတစ်လုံးပါတယ်ဒီဥတစ်လုံးကိုထည့်ပြီးကြိတ်ထားတယ်ပေါ့နော်နောက်တစ်ခုကဒါကဘာဒီခေါ်တာလဲပေါ့နော်ဒီအတီးကရှောင်းမွေးတီးလို့ခေါ်လားသူကမွေးတယ်လေနော်ရှောက်တီးပေါ့နော်ရှောက်တီးပဲပြောရမယ်ပေါ့နော်ရှောက်တီးမှာက2မျိုးရှိတယ်ဟုတ်လားဟာလဲရှောက်အိုးပုတ်လားဗာလဲအဲ့ဒါတစ်မျိုးရှိမယ်နောက်တစ်ခုကရှောက်ချိုတီးဆိုတာရှိမယ်ဒါကြည့်ရတာရှောက်ချိုတီးဖြစ်မယ်ပေါ့နော်အဲ့ဒီဟာတစ်လုံးပါတယ်အဲ့ဆိုတော့ဒီထဲမှာသူ့ရဲ့အယောင်ကတွေ့တယ်ဟုတ်လားဒီတိုင်းနော်โอเคတောက်ကြည့်ကြည့်ရအောင်ပေါ့နော်အရန်ကောင်းနေပေါ့နော်တောက်ကြည့်ကြည့်ပေါ့နော်အဲ့လိုမျိုးကြိတ်ပြီးလောက်ကြည့်ကြည့်ပေါ့နော်ကြိတ်ပြီးတော့တောက်ကြည့်ကြပါအရန်ကိုမှကျမ်းမာရေးနဲ့လည်းညင်ညွတ်တယ်ကျမ်းမာရေးနဲ့လည်းကောင်းတယ်ပေါ့နော်ဒီလိုမျိုးတဘာဝတွေကိုတောက်ပေးမယ်ဆိုရင်နေ့စဉ်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေကိုထုတ်ပေးလိုက်မယ်ပေါ့နော်အကြောင်းမလို့သူ့တောက်ပြီးတော့ဆိုရင်လည်းအရန်လန်းဆန်းတယ်ပေါ့နော်သူတို့ကတကယ်တဘာဝအစစ်တွေပေါ့နော်ကြိတ်တဲ့အခါမှာဒါဆိုလို့ရှိရင်တချို့ကဒီအခွင့်တွေကိုနှွှဲထုတ်ချင်နှွှဲထုတ်ပလိုက်မှာပေါ့နော်ဒီအခွင့်တွေကိုလုံးဝနှွှဲမထုတ်ထားဘဲနဲ့ဒါအလုံးလိုက်ထည့်ကြိတ်လိုက်တာအစီတွေရောဘာတွေညာတွေရောအလုံးလိုက်ဆက်ထည့်ထည့်လိုက်တယ်အဲဆိုရင်ဆက်ကနေကြိတ်ပြီးတော့အည်ထွက်လာတာပေါ့နော်အဲလိုမျိုးနော်ဒီဟာဆိုလို့ရှိရင်လည်းဒီတိုင်းပဲပေါ့နော်ဒီတိုင်းပဲနော်ဒီဟာဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလဲဆိုရင်ဒီရေဆေးလိုက်တယ်ဆေးလိုက်ပြီးရအိုးလိုက်ထိုးထည့်လိုက်တယ်အဲဆိုရင်ဆက်ကကြိတ်ပြီးတော့အည်ကျလာတာပေါ့နော်အဲ့ဒါပြီးရင်တနေ့ကိုတစ်ခွက်ပုံမှန်အဲ့လိုမျိုးလေးတောက်ကြည့်အရန်လန်းဆန်းနေပေါ့နော်နေရတာအရန်ကောင်းတယ်ဒီရှောက်ပြီးမှာအခွင့်ကိုမဖယ်ထားတဲ့အတွက်နဲ့ခါတာလေးနည်းနည်းရတယ်ဒါလည်းအရန်ကျမ်းမာကြီးကောင်းတယ်ပေါ့နော်တချို့တွေဆိုရင်မူးတဲ့လူတွေဆိုလို့ရှိရင်ဥပမာဒီဟာရှူတာတော့ရှိတယ်ဒီအခွင့်ကိုပေါ့နော်တာမယာတီးတို့လိမ္မော်တီးတို့အဲ့လိုမျိုးရှူရတာရှိပေါ့နော်ဒါဒီတိုင်းအခွင့်လိုက်ထက်ကြိတ်လိုက်တာပေါ့နော်အဲကြောင့်မို့လို့တောက်တဲ့အခါမှာဆိုရင်တောက်တဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့အနံ့လေးမှုေးနေတယ်သူ့ကျတဲ့ဆိုရင်တော့တိတ်ပါအနံ့မှတိတ်မရှိဘူးပေါ့နော်တကယ်လို့အဲ့လိုမျိုးသူ့ထဲလိုက်မယ်ဆိုရင်ဒီရေမွှေးကိုနေတာပေါ့နော်တောက်တဲ့အခါမှာဆိုရင်အခွင့်လိုက်ထက်ကြိတ်တာဖြစ်တဲ့အတွက်နဲ့ဘယ်လိုပြောလဲခါတက်တက်လေးနေတယ်ပေါ့နော်အရန်ကောင်းတယ်ဆက်ရှိတ်လေးရဲ့အခွင့်ပါတယ်ဆိုတော့နော်ဒီအယောင်ဆိုလဲလှနေတော့ပဲသူ့အယောင်လေးရနော်လိုက်ဒီရှောက်တီးရအဝါရေထွက်တယ်သူကြတော့နီရဲနေတဲ့အရေထွက်တာပေါ့နော်အဲ့လိုမျိုးနော်တကယ်ချင်းတော့နော်ဒီဟာဆိုရင်အရန်ကိုမှဆေးဘက်ဝင်တယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဒီကင်ဆာယောဂတွေဘာတွေအဲ့ဒီလိုမျိုးတွေကိုမဖြစ်စေဘူးသူကနေကာကွယ်ပေးတယ်လို့စာအုပ်ထဲမှာဖတ်ဖူးတယ်ပေါ့နော်ဒီဦးကအရန်ကိုမှလူတွေအတွက်ကျန်းမာရေးပြုတယ်ပေါ့နော်အားကြောင့်မလို့တောက်ကြည့်တဲ့အခါမှာဆိုရင်လည်းအရန်ကောင်းတယ်ပေါ့နော်ရှယ်ပဲပေါ့နော်ဒါကြောင့်ဒီလိုမျိုးကြိတ်ပြီးတော့တောက်ကြည့်ပေါ့နော်အရန်ကောင်းတယ်ဒီလိုမျိုးတဘာဝတွေကိုတောက်တဲ့ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့တွေးသားတွေရှိကိုစိမ့်ဝင်တယ်ဒါအရှိတွေဖြူမယ်လှမယ်ပြီးရင်ကိုနေစဉ်စားတောက်နေတဲ့အစားအစာတွေကိုအညစ်အကြေးတွေကိုအသက်အဟောင်းအမြဲတမ်းသူတို့ဟာလဲပေးလိုက်မယ်
ဒီတဘာဝတွေကိုစမ်းကြည့်ကြည့်ပေါ့နော်အဲ့ဒီအချိန်မှာတချို့တွေကတောက်မနိုင်ဘူးပေါ့နော်ကျွန်တော်တငယ်ချင်းကိုဒီကောင်တူရဲ့နေဩဒီကောင်တူရဲ့ဒီကောင်တူရဲ့ဘာရဲ့မမှတ်မိတော့ဘူးပေါ့နော်သူ့ကိုကြိတ်ပြီးတိုက်တာပေါ့နော် तू ကတောက်မနိုင်ဘူးတဲ့ဒါပေမဲ့ तू ကိုအောင်တောက်တယ်နော်တဘာဝတွေဆို तू လည်းကြိုက်တယ် तू ကိုအောင်တောက်တယ်နော်ဟုတ်တယ်လို့မျိုးနော်ဆိုတော့ဒီလိုမျိုးတွေကိုကိုကတောက်ကြည့်ကြည့်တကယ်ပြောတာအရတာလည်းရှိရပေါ့နော်အဲ့လိုတကယ်လို့အပြင်ဆိုင်တွေမှာဝယ်တောက်မယ်ဆိုရင်ဈေးအရင်ကြီးရဲ့အဲ့ဒါတွေကဘာဖြစ်လို့လဲတဘာဝအဆက်တွေမို့လို့အဲ့ဒါတောင်မှသူတို့ကတကြားတွေပါနည်းနည်းရောရင်ရောအောင်မယ်ပေါ့နော်တကယ်အတီးဥတွေရဲ့အရေကသူတို့ဘာရောထားတယ်လဲဆိုတာကိုသိရတယ်ပေါ့နော်တောက်နေကြလူတွေဆိုသိရကျွန်တော်တို့ဆိုသိရတယ်ဗျာအဆက်လို့ပြောပြီးမယ်တောက်ကြည့်ရင်သိရတကယ်အဆက်တွေကသူဥဆိုဘာဥပဲဖြစ်သူ့ရဲ့ဒီအနံ့အရတာနည်းနည်းထွက်ကိုထွက်တယ်တကယ်လို့အဲ့ဒီမှာတခြားတကြားတို့ဘာတို့အချိုရတွေရောတယ်ဆိုသူအနံ့ပြောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးနော်拜拜，နောက်ပြည်တွေကြမှာပြန်လဲဆိုစီကြမယ်နော်